အတ္တချင်းပြိုင်လို့အရှိန်မတက်နိုင်လက်တွေအရှိတက်တယ်လို့ပါပဲကိုယ့်ဘက်ကိုရက်သွားကြတဲ့သူတွေကြီးပါပဲအခုဒီဗီဒီယိုဖိုင်ကိုမတင်ခင်အရင်ရက်တွေတုန်းကကျွန်တော်တင်ခဲ့တဲ့ဗီဒီယိုဖိုင်တွေထဲမှာအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကဘာလဲအရေးပဲအရှိဆုံးချစ်ချင်းကဘာလဲနောက်ပြီးတော့တံပြန်အကျိုးသက်ရောက်မှုအကောင်းဆုံးကဘာလဲဆိုတာကိုကျွန်တော်မျှဝေခဲ့ပူပါတယ်တကယ်တော့အဲ့လိုပြောခဲ့တာတွေကအတ္တကြီးတာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့လူတိုင်းအတွက်မိမိတို့ကိုယ်တိုင်ရဲ့ကျန်းမာရေးလိုအပ်ချက်ကိုဖြည့်ဆည်းဖို့အတွက်ပြောခဲ့ရတာပါလူဆိုတာကကိုယ်တိုင်ပြေဝတန်ဆွမ်းနေမှသူတစ်ပါးကိုဖြည့်ဆွတ်ပေးစွမ်းနိုင်မှာဖြစ်ပါတယ်တကယ်လို့ကိုယ်တိုင်ကမှမပြည့်စုံဘူးမပြည့်ဝဘူးဆိုရင်တော့သူတစ်ပါးကူညီသမျှနဲ့ကျင့်နေရမယ်ဘဝတွေပါသူတစ်ပါးကူညီတာကိုယူဖို့တွေးနေရင်တော့ကိုယ့်ရဲ့အတ္တနဲ့မာနကိုလျှော့ပေးလိုက်ရတာနဲ့အတူတူပါပဲအခုလိုပြောနေရတာကလည်းအရာရာတိုင်းမှာအတ္တနဲ့မာနကိုဗราဏထားဖို့ပြောနေတာမဟုတ်ပါဘူးသူတစ်ပါးကိုအတ္တကြီးတယ်လို့ဝေဖန်လေကန်တတ်တဲ့သူတွေကိုယ်တိုင်ကလည်းအတ္တချင်းပြိုင်လို့အရှိန်မတက်နိုင်လက်တွေအရှိတက်တယ်လို့ပါပဲကိုယ့်ဘက်ကိုရက်သွားကြတဲ့သူတွေကြီးပါပဲလူဆိုတာကတကယ်အရေးမှာအဲ့လိုပဲတွေးတတ်ကြတာမို့လို့ကိုယ်တိုင်ကမှကျမ်းမာနေသေးရင်ဘယ်သူကမှအလျှော့ပေးစရာမလိုပါဘူးအဲ့ဒီတော့လူကျမ်းမာမှစိတ်ချမ်းသာအောင်စီးပွားဥစ္စာရှာနိုင်မှာမို့လို့ကျမ်းမာဖို့အရေးဆက်သွယ်ပေးမယ်ဆိုရင်တော့ကျွန်တော်ရဲ့ဝန်ဆောင်မှုလေးကသွေးနဲ့လေကိုမျှတာသေးသောဝန်ဆောင်မှုသို့မဟုတ်စွမ်းကြော်ကြ Bless and Air Balancing Service ကိုဆက်သွယ်လိုက်ပါခင်ဗျာ